အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းကတော့ evolution လို့ခေါ်တဲ့စင်ကဲပြောင်းလဲမှုဖြစ်စဉ်ပဲဖြစ်ပါတယ် evolution လို့ခေါ်တဲ့စင်ကဲပြောင်းလဲမှုဟာသိရှိအရာဝတ္ထုတွေချိန်ကြာလာတဲ့အမျှမျိုးရိုးဗီဇတွေထဲမှာအနည်းငယ်စီပြောင်းလဲလာပြီးတော့မျိုးဆက်လိုက်လက်စက်ကမ်းကပုံသဏ္ဍာန်အမှုအကျင့်ကိုယ်ခန္ဓာဖွဲ့စည်းတာတွေတဖြည်းဖြည်းနဲ့ပြောင်းလဲလာတဲ့သဘာဝဖြစ်စဉ်ကိုဆိုလိုတာပါအဲ့ဒီဖြစ်စဉ်ဟာရက်ပိုင်းနှစ်ပိုင်းအတွင်းမှာဖြစ်ပေါ်လာတာမဟုတ်ပဲနဲ့နှစ်သားပေါင်းများစွာအချိန်ယူပြီးတော့ဖြစ်ပေါ်လာတာဖြစ်ပါတယ်တက်ရှိတစ်ကောင်နဲ့မှာတော့မှတစ်ကောင်နဲ့တစ်ကောင်အနည်းငယ်စီကွာခြားချက်ရှိပါတယ်ဒီကွာခြားချက်တွေကမျိုးရိုးဗီဇပြောင်းလဲမှုနဲ့မိဘနှစ်ဦးစီကမျိုးရိုးဗီဇပေါင်းစပ်မှုတွေကြောင့်ဖြစ်လာတာပါတဘာဝပတ်ဝန်းကျင်နဲ့ပိုပြီးလိုက်ဖြစ်တဲ့အရေးချင်းရှိတဲ့တက်ရှိတွေကတော့အသက်ရှင်ကြံ့ရပြီးတော့မျိုးပါနိုင်တဲ့အခွင့်အရေးတွေပိုများပါတယ်အဲ့ဒီဖြစ်စဉ်ကိုတော့တဘာဝရွေးချယ်မှုလို့ခေါ်ပြီးတော့သိပ္ပံပညာရှင်ကြီး Charles Darwin ကနေပြီးတော့1859ခုနှစ်မှာရှင်းလင်းဖော်ပြခဲ့ပါတယ်လူသားတွေကယနေ့ခေတ်မြောက်တရားနေပြီးတော့ဓာတ်ရိုက်ဖြစ်လာတာမဟုတ်ပါဘူးလူသားနဲ့ယနေ့ခေတ်မြောက်မျိုးစိတ်တွေဥပမာအဖြစ်ရှင်ပန်းစီဂေါ်ရီလာတွေဟာတူညီတဲ့ခြေအောင်ဘိုးဘေးတွေကနေပြီးတော့မတူညီတဲ့လမ်းကြောင်းတွေနဲ့ဆင်ကဲပြောင်းလဲလာတာဖြစ်ပါတယ်အခုမှတော့လူသားဆင်ကဲပြောင်းလဲမှုတမိုင်းမှာအရေးပါတဲ့လူသားမျိုးစိတ်တွေအကြောင်းကိုရှင်းပြပေးသွားမှာဖြစ်ပါတယ် Homo habilis Homo habilis တွေကတော့လွန်ခဲ့တဲ့နှစ်ပေါင်း2.4 သန်းကနေပြီးတော့1.4 သန်းခန့်မှာရှင်သန်ခဲ့ကြတာဖြစ်ပါတယ်သူတို့ကိုတော့ handyman လို့နာမည်ပြောင်းပေးထားပါတယ်ဘာဖြစ်လို့အဲ့လိုခေါ်တာလဲဆိုတော့သူတို့ဟာကြောက်လက်တဲ့ကိရိယာတွေကိုပထမဆုံးစနစ်တကျအသုံးပြုခဲ့ကြတဲ့လူသားမျိုးစိတ်တွေဖြစ်ပါတယ် Homo erectus Homo erectus တွေကတော့လွန်ခဲ့တဲ့နှစ်ပေါင်း1.9 သန်းကနေပြီးတော့နှစ်သိန်းကျော်ခန့်အထိနေထိုင်ခဲ့ကြပါတယ် Homo erectus တွေဟာလူသားစင်ကဲပြောင်းလဲမှုမှာအရေးကြီးဆုံးအဆင့်တစ်ခုဖြစ်ပါတယ်သူတို့ကမိကိုထိန်းချုပ်အသုံးပြုတတ်ကြပြီးတော့အမဲလိုက်ခြင်းနဲ့အုပ်စုလိုက်နေထိုင်ခြင်းတွေမှာတိုးတက်လာခဲ့ပါတယ်အာဖရိကကနေပြီးတော့အာရှဥရောပဒေသတွေကိုပထမဆုံးပြန့်နှံ့ခဲ့တဲ့လူသားမျိုးစိတ်ဖြစ်ပါတယ် Homo heidelbergensis လွန်ခဲ့တဲ့နှစ်ပေါင်း9သိန်းကနေပြီးတော့2သိန်းခန့်အတွင်းမှာနေထိုင်ခဲ့တာဖြစ်ပါတယ်ဦးနောက်အရွယ်စားကတော့လူသားရည်နဲ့နှိစက်လာပါပြီလှမ်းကဲ့သို့အမဲလိုက်ကိရိယာတွေအသုံးပြုတတ်ကြပါတယ် Homo neanderthalensis ဥရောပနဲ့အနောက်အာရှဒေသတွေမှာရှင်သန်ခဲ့ကြပါတယ်ခန္ဓာကိုယ်တန်မာပြီးတော့အေးခဲတဲ့ရာသီဥတုနဲ့လိုက်ဖက်အောင်လို့စင်ကဲပြောင်းလဲထားကြပါတယ်မီးကိုအသုံးပြုတတ်တယ်အဝတ်အစားတွေပြုလုပ်တတ်တယ်တေဆုံးတဲ့လူတွေကိုတကြိုရင်းတို့ပြုလုပ်တတ်ကြပါတယ်ယနေ့ခေတ်လူသားတွေနဲ့အချိန်တိုင်းတာတစ်ခုတည်းအတူရှင်တွဲနေထိုင်ခဲ့ကြပြီးတော့မျိုးရိုးဗီဇတချို့လည်းပေါင်းစည်းခဲ့ကြကြောင်းDNA လေ့လာမှုတွေကပြသထားပါတယ် Homo sapien Homo sapien တွေကတော့လွန်ခဲ့တဲ့နှစ်ပေါင်း3သိန်းကနေပြီးတော့ယနေ့အချိန်ထိရှင်သန်နေကြတဲ့ကျွန်တော်တို့လူသားမျိုးစိတ်ပဲဖြစ်ပါတယ်ယနေ့ကမ္ဘာပေါ်မှာရှိတဲ့လူသားအလုံးကတော့ Homo sapien မျိုးစိတ်ဝင်နေပဲဖြစ်ပါတယ်ဘာသာစကားအမှုပညာစိုက်ပျိုးရေးယဉ်ကျေးမှုသိပ္ပံနဲ့နည်းပညာတွေကိုဖွံ့ဖြိုးတိုးတက်အောင်ဖန်တီးနိုင်ခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း9000ခန့်ကနေစပြီးတော့အာဖရိကကနေကမ္ဘာတစ်ဝန်းကိုပြန့်နှံ့သွားခဲ့ပါတယ်လူသားဆင်ကဲပြောင်းလဲမှုဆိုတာဟာလူသားတွေဟာယနေ့ပုံစံအတိုင်းတစ်ကြိမ်နဲ့ဖြစ်ပေါ်လာတာမဟုတ်ပဲနဲ့ခြေအောင်ဘိုးဘေးမျိုးစိတ်တွေကနေပြီးတော့တဘာဝရွေးချယ်မှုနဲ့မျိုးရိုးဗီဇပြောင်းလဲမှုတွေကြောင့်နှစ်ပေါင်းများစွာအတွင်းမှာတဖြည်းဖြည်းပြောင်းလဲတိုးတက်လာခဲ့တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်အဲ့ဒီသမိုင်းတစ်ချောင်းမှာလူသားမျိုးစိတ်တွေများစွာပေါ်ပေါက်ခဲ့ပြီးတော့အများစုကတော့မျိုးသုံးပြောက်ကွယ်သွားခဲ့ကြပါပြီနောက်ဆုံးမှာတော့ Homo sapien မျိုးစိတ်တစ်ခုကဆက်လက်ရှင်သန်နေပြီးတော့ယနေ့ကမ္ဘာယဉ်ကျေးမှုနဲ့သိပ္ပံနည်းပညာဖွံ့ဖြိုးတိုးတက်မှုကိုဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်အခုကျွန်တော်ပြောပြသွားတဲ့အကြောင်းအရာတွေကတော့လူသားစင်ကဲပြောင်းလဲမှုသမိုင်းပဲဖြစ်ပါတယ်အခုဗီဒီယိုကလူချင်းမင်းတို့အတွက်ဘ ဟုသုတတစုံတရာရရှိသွားမယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးကြဖို့တောင်းဆိုပါတယ်အားလုံးကိုနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာ